အားလုံးပဲမင်္ဂလာပါညီမတို့များများပါဒီနေ့မှာတော့စာလာစကူးရဲ့ဘောနော်နာမည်ကြီးရဲ့ဆိုင်လေးတွေကိုပြဖို့မှာဖြစ်ပါတယ်အားလုံးပဲ let's go ခုမှတော့ဒီ cherry cat ဆိုတဲ့ဆိုင်လေးကစာလာစကူးရဲ့မှာဘောနော်နာမည်ကြီးရဲ့ဆိုင်လေးတစ်ခုလေးဖြစ်တယ်ဘောနော်အသားငါးရည်လည်းတအားရောင်းကောင်းတဲ့အတွက်မှာဝယ်စားကြဘောနော်ညီမကတော့အသားငါးမစားချင်တော့ဒီကိတ်မုတ်လေးပဲမှာစားရတယ်ဘောနော်လက်ရလေးရတယ်တော်တော်ကောင်းတဲ့အတွက်အဲ့လိုမျိုးစားကြဖို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ကြောင်အိမ်လေးပဲဖြစ်ပါတယ်အဲ့ဒီကြောင်အိမ်ထဲမှာဘာတွေရှိလဲဆိုတော့ဗောနော်အခုပဲကြည့်မယ်ပေါ့ညီမဒီဥစ္စာတစ်ခါပဲရောက်ရတယ်ဗောနော်ဒီခါနဲ့ဆိုနှစ်ခါရှိသွားပြီဗောကြောင်အိမ်လေးကချစ်စရာလေးချစ်စရာလေးဗောနော်ဒီမှာကြောင်မဲမဲလေးဆိုနေကြည့်လိုက်ပါဒီမှာပေါ့နော်ကြောင်ရီဆော့တက်တဲ့အရာလေးတွေကိုလုပ်ထားပေးရပေါ့နော်ဒီနေရာလေးကိုသွားလို့ရှိရင်ပေါ့နော်စိတ်လေးကိုမျိုးစိတ်လေးပင်ပန်းတာလေးကိုပေါ့နော်ဖြေလျှော့နိုင်တယ်လို့ထင်ပါတယ်ဘိုင်ဝယ်လို့ရတယ်ကြည့်မယ်ဒါဒီဥစ္စာဈေးအကြီးဆုံးပဲပေါ့နော်ဈေးအကြီးဆုံးဟာဝယ်လိုက်မယ်ဝယ်ပြီးပါလို့ရတယ်သူတို့ကြွေးရမှာလားမသိဘူးတော့ချလိုက်တော့ပါစားတယ်နော်စားတယ်ဒီချက်ကြည့်ဟုတ်တယ်တစားဒီမှာကြော့လေးတွေရှိရပေါ့နော်ကြော့လေးသူတို့ကရှောက်ရောက်ဆော့တာပေါ့ကြော့လေးကတိုင်ယူရဲဝင်သွားတယ်ပေါ့နော်အဲ့တော့မယ်နောက်တဲ့အိမ်ကိုသွားလဲရအောင်မှားလို့ပေါ့နော်နောက်တစ်ဆိုင်လေးရပေါ့နော်ဟိုစာစကူးရဲ့မှာရှိရပေါ့နော်သပင်းညက်ဆိုင်လေးပါဒီသပင်းညက်ဆိုင်လေးရပေါ့နော်ဒါချစ်စရာကောင်းတဲ့နေရာလေးနဲ့လောက်ထားတာပေါ့နော်မကြည့်လိုက်ခိုင်လုံးလေးဆိုရင်โอเคအဲ့ဆိုရင်ညီမထိုင်ကြည့်မယ်ပေါ့နော်ထိုင်းလို့မရဘူးရတယ်ထိုင်းလို့ပါလို့ဟုတ်ဒီနေ့အမပေါ့နော်သူကနေလာညက်ပြီးပေါ့လာညက်ပြီးတော့ဘာပုံလေးပြရင်ကောင်းမယ်ဒါလေးချစ်စရာလေးရယ်နော်အဲ့ဒီပုံလေးပြလိုက်ပေါ့နော်โอเคစပင်တူတူလေးပြလိုက်မတော့3ယောက်ချက်ပေးရတယ်ပေါ့ကျေးဇူးတင်ပါတယ်အမတော်ရမယ်နော်ဘယ်ပေါက်လေးတွားမယ်လေโอเคအဲ့ဆိုရင်နောက်တဲ့ဆိုင်လေးကိုတွားမယ်ခုမှတော့နောက်တစ်ဆိုင်ပေါ့နော်ဒါကတော့ဆူရှီဆိုင်လေးပါဆူရှီဆိုင်မှာဘယ်လိုတွေရလဲဆိုတာကြည့်မယ်ပေါ့နော်โอเคကြည့်မယ်ID တော့ပတ်စံမကုန်တဲ့ဟာတော့တမနိုင်ပြီးရပေါ့နော်တခုဖြစ်နေတယ်တခါမှပတ်စံမကုန်ဆိုပြီးစားပိုက်တာလေဘာဖြစ်လို့ဖြစ်ကုန်မလဲစီဒါလေးလည်းမသိဆူရှီလေးပေါ့နော်ဆူရှီဆိုင်ဆိုတော့ဆူရှီပဲရမှာပေါ့စားကြည့်လိုက်မယ်ပေါ့နော်စာချီရတကယ်ဆူချီပေါ့နော်ဂျပန်မှာထုတ်လုပ်တဲ့ဆူချီလေးနဲ့တကယ်ကိုတူတဲ့အတွက်အရင်စားကောင်းနေပေါ့နော်တော်လေးစားကောင်းပါလေဘေးနားမှာပေါ့နော်ပါတယ်အဖက်ရည်ဟုတ်ပါဘူးလက်ဖက်ရည်ဟုတ်တယ်လက်ဖက်ရည်လို့ခေါ်ရတော့နော်အဲ့ရလေးရှိရတဲ့တောက်လို့လည်းကောင်းပါလေအားလုံးပဲနောက်တစ်ဆိုင်သွားမယ်ဒါလေးရတော့ပေါ့နော်အားလုံးတွေးချတဲ့ဆိုင်လေးပဲပေါ့နော်ဒီဥစ္စာကပေါ့နော်10နာရီကြာမှဖွင့်လာဖြစ်တဲ့အတွက်တော်တော်ကောင်းမယ်ထင်တာပဲ10နိုင်ဖွင့်နေဆိုတော့လေအဲ့တော့ဘာတွေရှိမလဲဆိုတော့နည်းနည်းဈေးတက်တာလေးပဲဝယ်လိုက်တော့မယ်လေတပည့်ဆိုင်ကြီးလည်းရှိသေးတယ်ဆိုတော့900ကျပ်တန်လေးပါရှိဒါလည်းဘာလဲဆူရှီပဲလားမသိဘူးနော်ဆူရှီဆိုင်နဲ့တော့မတူဘူးပေါ့ဆူရှီဆိုင်အဝိုင်းလေးနဲ့ဟိုဟာလေးနောက်တစ်ခုဘာဆိုင်တော့စားရပါဘူးသူပိုက်လေးပြည့်နေတာခုချိန်နော်အဲ့ဆိုရင်နောက်ဆိုင်တော့မှာပေါ့နော်နောက်တစ်ဆိုင်သွားပါမယ်ဆိုင်လေးကတော့အလုံးမတွေ့ကြရဲ့အတိုင်းပေါ့နော်ကိတ်မှုဆိုင်လေးပါဒီကိတ်မုတ်မှာဘာတွေရောင်းလဲဆိုတော့မရှိညီမကိုကိတ်မုတ်လေးတစ်ခုလောက်ပေးပါအောင်နော်ညီမတော့1000နဲ့ကိတ်မုတ်လေးပဲဝယ်လိုက်တယ်ပေါ့နော်ဘာကိတ်မုတ်လေးလဲဆိုရင်ကြည့်လိုက်မယ်အပန်းရောင်လေးပေါ့နော်အပန်းရောင်ကိတ်မုတ်လေးပါတွေ့ရတာဒီကကိတ်မုတ်ပေါ့နော်ဒီကိတ်မုတ်လေးထင်နေရမှာအဲ့ကိတ်မုတ်လေးထင်နေအဲ့တော့ထွက်မယ်ပေါ့နော်ခုဘယ်သွားရင်ကောင်းမလဲဒီမှာပေါ့နော်ဒါလေးကလည်းကော်ဖီပါကော်ဖီတော့ညပြောဟမ်ဘဂါဆိုင်လေးပေါ့နော်အပြင်မှာတော့စားလို့ရမယ်မထင်ဘူးပေါ့နော်အထဲထဲမှာဝင်ကြည့်မယ်အထဲထဲမှာပါလိရှိမလဲဒီပါနော်ခုအထဲထဲမှာလူတယောက်ရှိရပေါ့နော်စပွဲတို့ဖြစ်မယ်စပွဲတို့တယောက်ရှိရဒီမှာကောင်းမလေးတယောက်ရှိရပေါ့နော်ညီမဒီဆိုင်မှာပဲစားရတော့ဒီနားမှာထိုင်မယ်ပါလိရှိမလဲဆိုတော့ပတ်စံ1000ပဲရှိတော့1000နဲ့လေးပဲစားလို့မယ်
ဝေးအသားလေးနဲ့ဟဲ့မိုက်တယ်တစ်ထောင်တန်လိုက်တာမြန်မာနိုင်ငံမှာလောက်ထိမရအောင်ဟုတ်လားဒီဆိုင်မှာပေါ့နော်ဟင်းလေးရတယ်တော်တော်တက်တာရပေါ့နော်ဈေးတက်တာရပေါ့ဟင်းလေးရတအားကောင်းတဲ့အတွက်ဒီဆိုင်မှာစားပေါ့နော်အသားဟင်းလေးလည်းကောင်းပါတယ်ဒါမဲ့ cherry ကလာတော့မကောင်းပေါ့နော်အခုဒါမဲ့နောက်ဆိုင်သွားမယ်ဟာပေါ်တော့မှဖားရအောင်မသိတက်ကြည့်မယ်တူတူတော့ပဲထင်တယ်အခုသွားမယ်ခုတွေ့ညာအားလုံးတိကျတဲ့အတိုင်းကားဆိုင်လေးပေါ့နော်ဒီကားထဲမှာကြိုက်တဲ့ကားလေးကိုယူပေါ့နော်ခိုးချင်လဲခိုးလို့ရတယ်ပေါ့โอเคအပေါ်ဓာတ်မှာဘာရောင်းလဲဆိုတာကြည့်မယ်ပေါ့နော်ဘာတွေရောင်းလဲဆိုတော့အပေါ်ဓာတ်မှာထိုင်ကုန်လေးရှိပေါ့နော်ဒီထိုင်ကုန်လေးမှာဘာလေးရောင်းမလဲโอเคပေါ့ဒီရဲ့ဥစ္စာရပေါ့နော်ပတ်စံလုံးဝမကုန်ပတ်စံမကုန်ဟဲ့ပတ်စံမကုန်တော့ဟိုတွေကလိုမျိုးဖြစ်မလားလေစားကြည့်မယ်တောက်ကြည့်မယ်ပြောတာမှားလို့တော်တော်ကောင်းနေပေါ့နော်ဟိုကလိုတော့မဖြစ်ပါဘူးတော်တော်ကောင်းနေပေါ့နော်ဈေးတက်တာကြီးပေါ့နော်လုံးဝမကုန်တာပါဈေးကတော့โอเคခုမှတော့နောက်တစ်ဆိုင်တားမယ်ပေါ့နော်ဆိုင်အောင်ရှိတော့ပါမလားမသိပါဘူးโอเคအခုမှဒီမှာနောက်တစ်ဆိုင်အောင်ပဲတော့မှာပဲအခုမှတော့အားလုံးတွေ့ကြတဲ့အတိုင်းပေါ့နော်ဒါတစ်ပင်လေးရောင်းနေဆိုင်ပေါ့နော်အခုတစ်ပင်ဆိုင်မှာဘာလေးရောင်းမလဲဟောဘာလေးရောင်းမလဲဆိုတစ်ပင်ရောင်းမအောင်โอเคဈေးဝယ်ကြည့်မယ်ပေါ့နော်မကြည့်တော့ကျမမှာပတ်စံမရှိတော့အခုပတ်စံတက်ယူလာအောင်မနော်ခုမှတော့ပတ်စံရှိပါဆိုတော့ဒီမှာပေါ့နော်ဟွာလာဝယ်မယ်ပေါ့ဟာဝယ်တော့ခံ3ပင်လုံးဝယ်မယ်3ပင်လုံးဝယ်မယ်ပေါ့နော်โอเค3ပင်လုံးဝယ်မယ်ပေါ့နော်ပင်နားမှာစိုက်ကောင်းမသိဒီမှာစိုက်ကြည့်ပဲပေါ့နော်ဒါနှင်းစီပန်းလေးဟဲ့ဒီပါကန်ထုတ်လိုက်တဲ့ဘောလုံးညနာနော်ဒါကဘာရောင်လေးလဲဒါအဖြူရောင်လေးပေါ့နော်ဒါအဝါရောင်ပေါ့နော်โอเคအားလုံးပဲဒီမှာပန်းဟိုဟာလေးယူခြင်းလဲယူကြပေါ့နော်အားလုံးပဲတက်တာပေါ့နော်ဒီနေ့မှာတော့ဒီလောက်ပါပဲဆိုင်လေးလည်းမရှိတော့ဘူးဆိုတော့ဒီနေ့မှာတော့အားလုံးဒီလောက်ပါပဲတက်တာ